မယ်နောက်နေ့ကြပြဖို့တရားမှာ ဆိုင်ရှင်းကျွန်တော်ဒီနေ့ကဂိမ်း4ရောက်လာတော့ဆိုင်16တရားတော့ဆိုင်အားလုံးညပြောင်းဝေးဆိုင်16ကနံပါတ်1 DB က hip hop ပြီးနဲ့နဲ့တူတဲ့လှုပ်ကြီးကျွန်တော်ကတော့သားဆိုးပါ DB တွေကိုထွင်ပြီးရောလို့သမားတော့သမိုင်းလမ်းဆုံးမှာဖွင့်ပြီးကိုမိုင်းကကိုကူးကိုတွေရောင်းလို့ကောင်းတဲ့နားထောင်ကြည့်ဟိတ်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 နားထောင်ကြည့်တော့
အတူတူလက်တွဲရင်ကြတယ်တို့လူပေါင်းပဲခရီးဆက်ခဲ့တယ်အောင်မြင်မှုတည်ဝင်များကိုမျှဝေခံစားမယ်ဝိနည်းများပေါ်ဝင်ကျွဲတဲ့ကမိသားစုတော်ပွဲ တယ်ပြီးတော့ဟိုနောက်မှာတော့ထားမယ်ဘူးကွာအများဆုံးရလွယ်နိုင်ပဲပေါ့နော်အခုပြန်ပြောပြပါမယ်။အဲဆိုတော့အစစ်30ကတော့စိုက်30အမှတ်60ပါ။စိုက်တစ်နှစ်က65မှတ်ပါ။စစ်9ပါ။အစစ်ရှိကစိုက်9ပါ90ပါ။စိုက်14အစစ်9ပါ96မှတ်ပါ။အစစ်6ကစိုက်9 89မှတ်ပါ။အစစ်5ရန်ကုန်ပရိ83မှတ်ပါ။အစစ်4စိုက်16 89မှတ်ပါ။အစစ်3ကစိုက်8ရှိစတဲ့ကုန်းမပါအစင်းမိကဆိုင်ကို96မှတ်ကြီးရော